မှာစားလို့ကောင်းတဲ့ရခိုင်ရိုးရမုတ်တီတုပ်လေးလုပ်ပြမှာဖြစ်ပါတယ်။ရခိုင်မုတ်တီတုပ်လုံးဖုံလုံးကြီးအရှင်းရှင်းကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာ။ကဲအဲ့ဆိုရင်ရှာလိုက်ကြရအောင်။ပထမဦးဆုံးအနေနဲ့အိုးကိုအပူပေးပါမယ်။အိုးကိုအပူပေးထားတော့ငါးကိုစားဖြူးပြီးတော့အရသာဝင်တော့အောင်တေချာလေးနယ်ပေးထားပါမယ်။အိုးပူလာတဲ့အခါမှာတော့ငါးလေးတွေကိုအိုးပူကပ်ပါမယ်။နေရာမှာရေနဲ့ပြုတ်လိုက်ရင်လည်းရပါမယ်။ရေနဲ့ပြုတ်လိုက်တဲ့အခါငါးရဲ့အချိုတွေထွက်သွားတဲ့အတွက်ကြောင့်ငါးကိုအိုးပူကပ်ရတာပဲဖြစ်ပါတယ်။ဒီလိုအိုးပူကပ်ပေးခြင်းအပြင်ငါးရဲ့အရသာမပြောက်ပြတ်ဖဲနဲ့မှုမှုလေးနဲ့စားလို့ရန်ကောင်းပါတယ်။ပြီးရင်တော့ငရုတ်သီးလေးတွေကိုရေဆေးပြီးတော့အညာလေးတွေခြွေထားပါမယ်။ဒီလိုနေထားလေးရရင်တော့ရပါပြီ။ငရုတ်သီးလေးတွေကိုလည်းပြုတ်ပါမယ်။အိုးပူကပ်ထားတဲ့ငါးလေးကိုဆယ်ပြီးတော့ရင်တော့အယိုးနဲ့အသားနဲ့တေချာလေးညှွှန်မေးထားပါမယ်။ငါးရိုးညှွှန်ပြီးပါပြီ။ပြီးရင်တော့ငရုတ်သီးအနှစ်ကျိတ်ဖို့ပြင်ပါမယ်။ငရုတ်သီးလေးတွေထည့်မယ်။ကြက်သွန်နီထည့်မယ်။ပစွန်ချောင်းနဲ့ကြက်သွန်ဖြူတို့ကိုထည့်ကျိတ်ပါမယ်။ခုငရုတ်သီးအနှစ်ချက်ဖို့ငါးစီတက်ဖို့စပြင်ပါမယ်။စီပူလိုက်စနစ်မုံနဲ့ငယ်ထည့်ပါမယ်။ပြီးရင်တော့အယိုးနဲ့ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ခင်ဗျာ။ဒီလိုအနေထားလေးရောက်ပြီးနွမ်းလာတဲ့အခါမှာတော့ကြိတ်ထားတဲ့ငရုတ်သီးလေးတွေကိုထည့်ပြီးတစ်ခါတည်းချက်ပါမယ်။ရတာအတွက်ကြက်သားမို့နဲ့ငယ်ထည့်မယ်။ငပီလေးလည်းတစ်ခါတည်းထည့်ချက်ပါမယ်။အားလုံးကိုရောသမမှွေသားအောင်တေချာလေးလုံးချက်ပြီးရဲ့အခါမှာတော့ရေလေးနဲ့ငယ်ထည့်ပြီးတည်ထားလိုက်ပါမယ်ခင်ဗျာ။တစ်ဖက်မှာလည်းမုတ်တီဟင်းရချက်ဖို့စပြင်ပါမယ်။အိုးပူလိုင်းစီထည့်မယ်။စီပူလိုင်းစနွဲမုံနဲ့ငယ်ထည့်ပါမယ်။အဲ့ဒီတော့အယိုးနှင်ထားတဲ့ငါးလေးတွေကိုပါထည့်ပြီးတစ်ခါတည်းလုံးပါမယ်ခင်ဗျာ။ငါးလေးတွေ၆ဝါးရဲ့အခါမှာတော့ငပိကိုရေဖြော်ပြီးတော့ထည့်ပါမယ်။ဒဲကောနဲ့ငယ်ထည့်မယ်။ကြက်သွန်ဖြူတပြားရထားလေးထည့်မယ်။ငရုတ်ကောင်းနဲ့ငယ်ထည့်ပြီးဟင်းရပွက်လာတဲ့အထိတည်ထားပေးပါမယ်။အရသာအတွက်ကြက်သားမို့နဲ့ငယ်ကိုလည်းအသုံးပြုထားပါတယ်။တစ်ဖက်ကငါးငရုတ်ဒီအနှစ်လေးလည်းကြက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မကြီးသီးမဲ့ကိုရေဖြော်ပြီးထည့်လိုက်ရင်တော့ရပါပြီ။ပြီးရင်တော့မုတ်ဖက်ကိုစာပြီးပြုတ်ပါမယ်။ဟင်းရလေးစူပွက်လာရင်တော့ရပါပြီ။အရသာအပေါငန်ကိုလိုချင်လိုပြုတ်ပြင်နိုင်ပါရဲ့ခင်ဗျာ။တစ်ဖက်မှာလည်းမုံဖက်ပြုတ်ထားလေးတွေက ready ဖြစ်နေပါပြီ။အရသာအပေါငန်ကြီးအားလုံးပြင်ပြီးသွားရင်တော့ငါးမြင်းများလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့မုတ်တီဟင်းရလေးရပါပြီ။ကဲရခိုင်မုတ်တီတို့တုပ်ဖို့စပြင်ပါမယ်။မုတ်ဖက်လေးတွေထည့်မယ်။နနမင်ကြိုင်နနမင်ထည့်ငါးငရုတ်တီးချက်ထားတဲ့အနှစ်လေးတွေကိုလည်းထည့်ပါမယ်။ချင်းလေးပိုစားခြင်းတဲ့အတွက်မကြီးသီးမဲ့လေးတစ်စုံထည့်ပါမယ်။အားလုံးကိုနှမ်းလက်သွားအောင်ရောသမမှွေနေပြီးသွားတဲ့အခါမှာတော့ရှူရှူရှက်ရှက်ပူပူဆက်ဆက်လေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ရခိုင်ရိုးရမုတ်တီတုပ်လေးရပါပြီခင်ဗျာ။ရခိုင်မုတ်တီတုပ်လေးစားဖို့ပြင်လာရင်းနဲ့